podcast တွေတော့လုပ်ရှင်နေဘေကစပြီးလောက်ရမှမသိဘူးဆိုပြီးဖြစ်နေတဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုထဲမှာနီလန်လီ3ခုကိုဝင်ပြပေးတော့မှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကိုပြပါ podcast နဲ့အတမန်ဆိုင်ရာဒီပညာတွေကိုဝင်ပြပေးနေတဲ့သူတယောက်ဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီဗီဒီယိုထဲမှာမိတ်ဆွေတို့အတွက် podcast ဖန်တီးဖို့အတွက်အသုံးဝင်မဲ့နီလန်လီ3ခုကြောင့်ကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့စလိုက်ကြရအောင်နံပါတ်1ကိုယ်မှာကျွမ်းကျင်မှုပါရှိတယ်လေကိုဘာကိုစိတ်ဝင်စားတယ်လေဒါနဲ့ပတ်သက်တဲ့ podcast တွေကိုမိတ်ဆွေစတင်ပြီးတော့ဖန်တီးကြည့်ပါဥပမာမိတ်ဆွေကဂီတကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကိုကြိုက်နေတဲ့သချင်းတွေအကြောင်းကိုကြိုက်တဲ့ဒီဝိုင်းတွေရဲ့အကြောင်းကိုကြိုက်တဲ့အဆိုတော်တွေရဲ့အကြောင်းဒါတွေကိုမိတ်ဆွေတင်ဆက်လို့ရပါတယ်နံပါတ်2ကိုဘဝထဲမှာပဲအဖြေရှာပါအဲ့တော့ကိုဖြတ်တန်းလာခဲ့ရတဲ့ဘဝတစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအများကြီးရှိလိမ့်မယ်အဲ့ဒီထဲမှာစိတ်ဝင်စားဖို့လည်းကောင်းမယ်အများကိုလည်းချပြလို့သိမယ်ဆိုတဲ့ story တွေကိုဆွဲထုတ်လိုက်ပါအဲ့ story တွေကိုမိတ်ဆွေကဖွဲ့နှွဲ့တည်ကုံပြီးတော့မှပြောဆိုတင်ဆက်တက်ရုံနဲ့မိတ်ဆွေရဲ့ podcast တွေကိုစတင်လို့ရမှာဖြစ်ပါတယ်ဥပမာပြကျွန်တော်အလုပ်သွားရင်းနဲ့နော်လိုင်းကားစီးတယ်လိုင်းကားကြက်တဲ့အကြောင်းလိုင်းကားပေါ်မှာကြုံရတဲ့အကြောင်းဒါလေးတွေကလေတိတိလေးတွေဆိုရင်ပဲ podcast တပုတ်စာအနေနဲ့မိတ်ဆွေတို့ဖန်တီးလို့ရတာပဲလေနော်ဥပမာကိုចောင်းသားဘဝတော့ဟာကောင်မလေးတယောက်ကိုအသေးအတန်လိုက်ခဲ့မှုတယ်ကောင်မလေးကလုံးဝစိတ်မဝင်စားလို့အသေးခွဲခဲ့ရမှုတွေအကြောင်းတွေပေါ့နော်โอเคအဲ့တော့ဒီလိုအကြောင်းတွေကိုမိတ်ဆွေတို့ podcast ကြီးစပြီးတော့ဖန်တီးလို့ရတာပေါ့နံပါတ်3ချက်မိတ်ဆွေမှာကိုယ်ပိုင်လုပ်ငန်းတစ်ခုခုရှိလားအဲ့ဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လေမိတ်ဆွေက podcast ကြီးစပြီးတော့ဖန်တီးလို့ရပြီလေအဲ့တော့ကိုလုပ်ငန်းကိုဘယ်လိုမျိုးစတင်ခဲ့ရသလဲကိုယ့်ရဲ့လုပ်ငန်းလေးအခုလိုမျိုးဒီအချိန်မှာရပ်တည်လာနိုင်ဖို့အတွက်ကိုဘယ်လောက်ထိစူးစမ်းခဲ့ရသလဲဒီလိုအကြောင်းအရာတွေကိုယ့်လုပ်ငန်းလုပ်တဲ့အခါမှာဘယ်လိုခက်ခဲတွေကြုံတွေ့ရသလဲဒီလိုအကြောင်းအရာတွေပြီးတော့ကို product အကြောင်းတွေကို product ကိုသုံးစွဲလိုက်ခြင်းအပြင်သုံးစွဲသူတွေအနေနဲ့ဘယ်လိုအကျိုးကျေးဇူးရသွားမှာလဲကို product ကဘယ်လိုကောင်းတာလဲဒီလိုအကြောင်းအရာတွေအများကြီးမိတ်ဆွေတို့ဖန်တီးလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြောပြခဲ့တဲ့အချက်လေး3ချက်အပြင်မိတ်ဆွေတို့အနေနဲ့ podcast တွေကိုဘယ်လိုမျိုးစတင်ဖန်တီးလို့ရမလဲဆိုတဲ့အတွေးအဆတွေရသွားမယ်လို့ထင်ပါတယ်ခင်ဗျအဲ့တော့နောက်တဲ့ဗီဒီယိုတွေမှာလည်းအခုလိုမျိုးပဲမိတ်ဆွေတို့အတွက်အသုံးဝင်မဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါအောင်မယ်ဗျကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်ဗျ